မာယူသောဩဝါဒတွေဘယ်လိုသိသလဲဆိုတော့တရားနားထောင်သင်္မုန်သင်နည်းကိုအုပ်ဆရာပြမှာသင်္မုန်သင်နည်းပြယေရှုကဘာလဲလူမာရိဝမ်းကနေဘာဖြစ်လဲမွေးလာတယ်ကားတိုင်းမှာအသေးခံတဲ့ဒီဘာလို့လဲလူယေရှုကလူညာနှုံးပြည့်ဘာဖြစ်လဲလူသူ့အထဲမှာဘာလို့ရှိတာလဲခရစ်တော်ဆိုတဲ့ဖခင်သူ့အထဲမှာရှိတယ်မာယုသောဩဝါဒကယေရှုနဲ့ခရစ်တော်တူလားမတူဘူးယေရှုကလူခရစ်တော်ကဖခင်ဆိုတော့လူဆိုတဲ့ယေရှုအထဲမှာဘသူကပုံနေတာလဲခရစ်တော်ဆိုတဲ့ဖခင်ဘာဖြစ်လဲပုံနေတယ်လို့သင်တာကြားဘူးလားရှိတယ်အပေါ်မှာရှိတယ်နော်ဆွဲတန်းထောင်လို့ရတယ်အွန်လိုင်းမှာရှိတယ်လူဆိုတဲ့ယေရှုထဲမှာဘယ်သူရှိတာလဲခရစ်တော်ဆိုတဲ့ဘုရားကရှိတယ်တော့ယေရှုကအကာကြီးပဲအခွန်ပဲnothingဘာတတ်တယ်လဲဘာမှမတတ်တယ်သူ့အထဲကခရစ်တော်ဘာဖြစ်လဲလောက်သွားတာယေကိုစပိဖြစ်စေတာတို့သေတဲ့လူထမြောက်စေတာလင်မုန်တိုင်းကိုငြိမ်းစေတာတို့ကဘယ်သူကလောက်သွားတာလဲသူ့အထဲကခရစ်တော်ကလောက်သွားတယ်ဆိုတဲ့သွန်သင်မှုရှိလားရှိတယ်သတိထားအဲ့ဒါကဘာဩဝါဒလို့ခေါ်လဲမာရွေးသောဩဝါဒပြောဘာဩဝါဒလဲမာရွေးသောဩဝါဒယေရှုနဲ့ခရစ်တော်မတူဘူးယေရှုကလူခရစ်တော်ကဖခင်ယေရှုဆိုတဲ့လူထဲမှာခရစ်တော်ဆိုတဲ့ဖခင်ကအသက်ရှင်တယ်လို့သွန်သင်မှုတွေမြန်မာပြည်မှာရှိနေပြီအကျိုးပြီးတော့မင်းတို့ဘာဖြစ်လဲဆက်ပြောပြဒါဆိုအခုမင်းတို့အဖြေရှာယေရှုနဲ့ခရစ်တော်တူလားတူတယ်လို့ကျမ်းစာထဲမှာပါလားကျမ်းစာထဲမှာဖော်ပြထားလားတိတိကျကျပါလားတိတိကျကျဖော်ပြလားကောင်းပြီတိတိကျကျပါတယ်တိကျဖော်ပြတယ်ဆိုရင်ဘယ်မှာပါတယ်လို့မေးရင်မင်းတို့တိတိကျကျကျမ်းညွှန်ပါပြီလေပြဖို့လို့လားလို့လေယေရှုကသူဘသူလဲလို့သူကိုယ်တိုင်ပြောတဲ့စကားတွေကျမ်းစာထဲမှာရှိတယ်ကဲကျမ်းစာကိုကြည့်အောင်ရှင်ယောဟန်ခရစ်ခန်းကြီး4ယေရှုကိုယ်တိုင်ဖော်ပြတဲ့ကျမ်းပိုက်ကိုအရင်ဆုံးကြည့်အောင်ရှင်ယောဟန်ခရစ်ခန်းကြီး4ရှင်ယောဟန်ခရစ်ခန်းကြီး4ငွေ25နဲ့26ငွေ25 26ကဲဖြည်းဖြည်းနဲ့မှန်ဖတ်ကြည့်အောင်26ကိုပြန်ဖတ်မေရှိနကခရစ်တော်ဒါဆိုယေရှုကသူ့ကိုယ်သူဘယ်လိုဖော်ပြလဲငါသည်ဘာလဲခရစ်တော်ငါသည်ခရစ်တော်မေရှိယနကခရစ်တော်ယေရှုကိုယ်တိုင်ကသူဘသူလဲလို့တိတိကျဖော်ပြလားဖော်ပြတယ်ယေရှုကိုယ်တိုင်ကငါအထဲမှာခရစ်တော်ရှိတယ်လို့ဖော်ပြလားငါသည်ခရစ်တော်ဖြစ်တယ်လို့ဖော်ပြလားအတီးယူဒါပဲကျမ်းစာထဲမှာယေရှုကသူ့ကိုယ်သူဘလို့ဖော်ပြတယ်ဆိုတဲ့စကားကိုအတီးယူဘယ်ဆရာကြီးကဘယ်လိုဖော်ပြတယ်လဲဆိုတဲ့စကားကိုနှလုံးသွင်းစရာအကြောင်းနှလုံးသွင်းစရာအကြောင်းမရှိဘူးရှင်းတယ်နော်သူကိုယ်တိုင်ဖော်ပြလားသူဘယ်သူလဲငါသည်ဘယ်သူလဲခရစ်တော်ဒါဆိုယေရှုနဲ့ခရစ်တော်တူလားယေရှုကဘယ်သူလဲခရစ်တော်ကဘယ်သူလဲယေရှုကဘယ်သူလဲခရစ်တော်ကဘယ်သူလဲဖော်ပြထားလားအတီး
Amen. Didi ama besa blue button there. Online ma besa the blue button. Shall no? Chanza tema, Yeshu Koran, blue popia the letters got T Babile. Doctor Popia did Shidela, Sheila, a young she did. Gio, Sheo Korean kanji shit. Against Sunday. Sheo Korean kanji shit. Gadi against Sunday. Kachio. Pajio. Yesu bro popia Ngadi loka ye le. Ngadi le. Ngadi babile le. Nga atega krito di alilo biola. Ngadi alilo biola. How de atega krito alilo tu mabiola no. Ngadi le. Sheo Korean kai sali nge chao. Sheo Korean kai sali nge chao. Pajio. Ngadi loပြောတဲ့ယေရှုကဘာတူလဲလမ်းခီးနောက်တစ်ခုသမာတရားနောက်တစ်ခုအသက်ငါအထဲကခရစ်တော်ကလမ်းခီးလို့သူမပြောဘူးတော့ငါသည်လမ်းခီးလို့ပြောတယ်ငါအထဲကခရစ်တော်သည်သမာတရားလို့မပြောဘူးတော့ငါသည်သမာတရားလို့ပြောတယ်ငါအထဲကခရစ်တော်သည်အသက်လို့ပြောလားမပြောဘူးတော့ငါသည်အသက်လို့ပြောတယ်နောက်ထပ်ကျမ်းပိုက်တွေရှိသေးလားရှိသေးတယ်ယောဟန်6ကိုကြည့်လိုက်ရှေးခရစ်ခိုင်း6တူလေးကျမ်းပိုက်ကိုကျွန်တော်လက်ရှာတယ်နော်48ဖတ်လိုက်48ရှေးခရစ်ခိုင်း6ငယ်48တစ်ချက်တည်းဖတ်ငါသည်ဘာဖြစ်လဲသမုတ်နော်နောက်ထပ်ကျမ်းကျုံးလေးရှေးခရစ်ခိုင်းကြီး6ဘယ်လောက်လဲ48ငါသည်အသက်မုတ်အသက်လည်းဖြစ်တယ်အသက်မလည်းအသက်မုတ်လည်းဖြစ်ခင်နောက်ထပ်ကျမ်းကျိုး30ရှေးခရစ်ခိုင်း30အငယ်7ရှေးခရစ်ခိုင်း30အငယ်7ဘာဖော်ပြလဲငါသည်ကောင်းသောသို့ထေနောက်ထပ်ကျမ်းညို15ရှေးခရစ်ခိုင်းကြီး15အငယ်9အငယ်1ရှေးခရစ်ခိုင်း15ငယ်1ဖတ်ကြည့်အောင်ဘာပြောရလဲမန်သောစပြည့်နွယ်ပေယောဟန်15ငယ်1မန်သောစပြည့်နွယ်ပေစပြည့်နွယ်ပေစတချို့အနောက်ကနေမြင်ကြမြင်မဲ့ကျမ်းကျုံတိုင်းပဲရေးလိုက်နော်ကျမ်းကျုံထဲမှာပါစကလုံးတိုင်းပဲရေးလိုက်နော်ဒါဒီကျွန်တော်အခုရေးတာဟိုအောက်ရောက်သွားပြီနော်အခုဒီအသုံးလုံးတွေကိုကြည့်လိုက်ရင်ယေရှုကိုယ်တိုင်ကဖော်ပြတယ်ဘာဖြစ်လဲအသုံးလုံးပြန်ပြောမယ်ဘယ်သူဖော်ပြတဲ့အသုံးလုံးလဲယေရှုကိုယ်တိုင်ကဖော်ပြတယ်နော်ငါအထဲကခရစ်တော်ငါအထဲကခရစ်တော်လို့ तू မသုံးဘူးနော် तू ဘယ်လိုသုံးတာလဲ
ngà đi lúc bà biết lẽ ông đà đấy cái biểu gì ngà đi bà lẽ khuyết đỏ ngà đi 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 đó là chăm mấy đuôi thắt thắt lại à nó so ngà đi số chăm mấy đuôi thắt thắt lại cháu mi ấy đi ngà đi số đấy cháu ngủ chỉ là gì ấy đi ngà số đấy ở tông nông hà phan sinh khẩn đấy tụi đi tông nông mày à cao người mà chỉ là cao người mà lúc gặp phan sinh khẩn thà đấy rồi tụi tông nông mày à như gì mà chỉ là lúa lấy phan sinh khẩn đấy rồi tông nông mày à ấy đi ngà số đấy ở tông nông cả phan sinh khẩn thà đấy tụi đi gặp tông nông mày à bắt đầu bắt tông mày người chỉ là bắt đầu bắt tông mày người chỉ là hay à cái bây giờ phan sinh ấy đi ngà số đấy cái lông li à sao cũng cho tiếp bù la lô đấy tôi achim như cái gì à ngà số đấy cái bắt đầu sắp bỏ la rồi rồi chỉ à thâm nhau chẳng khai tu thâm nhau ya chẳng khai gì tu tí tí cha cha ấy đi ngà số đấy cái lông li cho chỉ à thâm nhau chẳng khai gì tu tụi mà không mà gì đấy nghe sát li mà sorry nghe hóa này phải không sát tông này sát li thăm nhau chẳng khai tố nghe sát tông này sát li alo miền lá cái phải gì ở phía bên này mà cô bên nhà y phải ở cái gì ngã cô tên nó xí à đó sẽ lúc đó mù bì hú cho nó sôi lên tôi nói cả thô phải ở cái gì nam đó cả bé đó ní hú cho nó côပြန်၍mấy đó cả bé đóပြန်ပြောရပါမní hú phải ở cái à mấy sao đi sát li cái cả ý thế là lưuမျိုးတွေကိုထုတ်ဆောင်ဖို့ဘုရုသုံးလဲမောရှေကိုသုံးတဲ့အခါမှာမောရှေကမသွားခင်မှာ question မေးခွန်းမေးတယ်။ကောင်းပြီအခုကျွန်တော်သွားရင်တဲ့လူမျိုးတော်တွေကကျွန်တော်မေးမယ်မင်းကိုဘယ်ဖျားကဆေလွတ်တယ်လဲလို့မေးရင်ကျွန်တော်ဘယ်လိုဖြေရမလဲဘယ်ဖျားလို့ကျွန်တော်ဖြေရမလဲဖျားကအဖြေပြန်ပေးလားပေးတယ်ဘယ်မှာပေးတာလဲ14ကိုပြန်ဖတ်ငါဖြစ်သည်ဟုမိတ်ရှိတော်သူသည်ငါကိုသင်တို့ရှိရာသို့ဆေလွတ်တော်မူပြီးဟုဣသရေလအမျိုးသားတို့အားပြန်ပြောလို့ဟူ၍၎င်းမောရှေကဖျားဘယ်လိုဖော်ပြလဲငါဖြစ်သည့်တိုင်ငါဖြစ်တယ်ဘယ်ဖျားဆေလွတ်လိုက်လဲငါဆိုတဲ့ဖျားမျိုးဘာဖြစ်လဲဆေလွတ်လိုက်တယ်ဒါပဲကောင်းပြီအဲ့ဒါကလူမျိုးတော်တွေကကျွံမွားနေပါပြီလေလွတ်ဖို့ဘုရုသုံးလဲမောရှေကိုဖျားပါပြီလေသုံးတယ်ဒါပေမဲ့အခုလောကမှာရှိတဲ့လူတွေအားလုံးကအပြည့်ရဲ့ကျွံမနဲ့ရဲ့ကျွံဟုတ်တယ်မလားလောကရဲ့ပါပြီလေကျွံအဲ့ဒီကနေလွတ်ဖို့အတွက်ကြတော့လူကိုသုံးလို့မရတော့အာမင်လူကိုသုံးလို့မရတော့ तू ဘာလုပ်ရလဲ तू ကိုယ်တိုင်လူစားတိကိုခံရတယ်လူတစ်မျိုးအတွက်ကတော့ပြဿနာမရှိဘူးလူတစ်မျိုးအတွက်ကတော့လူတစ်ယောက်ကိုသုံးလို့ရတယ်လူမျိုးတကာအတွက်ကတော့လူကိုသုံးလို့မရတော့သူကိုယ်တိုင်ကောင်းကင်ဘုံကနေပြီးတော့မှဘာသာတိခံလိုက်လေအဲ့ဒါကလူမျိုးတကာအတွက်ကတော့သူကိုယ်တိုင်ဘာဖြစ်လဲလူစာတိခံရတယ်လူစာတိခံစင်မှာသူသုံးတဲ့အသုံးလုံးတွေအားလုံးကဘာကိုအခြေပြုလဲငါဆိုတဲ့အသုံးလို့ဘာဖြစ်လဲအခြေပြုထားတယ်အဲ့ဒါကဘယ်ကစထားလဲထွတ်မြောက်ကြံခိုင်သော
ငယ်73မှာကလေးကဖယားကဘသူလဲဆိုတဲ့အဖြေကိုပေးထားပြီးပြီလားပေးထားပြီအာမင်အကဲယေရှုကလူဆိုရင်ငါ3ပိုင်ခွင့်မရှိဘူးအကဲယေရှုကဖန်ဆင်းခံဆိုရင်ငါ3ပိုင်ခွင့်မရှိဘူးပြီးတော့ယေရှုနောက်ထပ်3နဲ့3လုံးလေးကိုလည်းထပ်ကြည့်အောင်ရှင်ယောဟန်ခရစ်အခန်းကြီး3ရှင်ယောဟန်ခရစ်အခန်းကြီး3ရှင်ယောဟန်ခရစ်အခန်းကြီး3အငယ်7နဲ့73ဖတ်ကြည့်အောင်ယေရှုကိုယ်တိုင်ဘာပြောလဲမြေကြီးရောက်ငါပြော၍သင်တို့သည်မယုံရင်ကောင်းကင်ရောက်ငါပြောတော့ကဘယ်သို့နောက်ထပ်ဘာပြောလဲကောင်းကင်ဘုံကဆင်းသက်၍ကောင်းကင်ဘုံ၌ရှိနေသောလူသားမှတပါးအဘယ်သူများကောင်းကင်ဘုံသို့မတက်ပြီသူ့ကိုသူဘယ်လိုဖော်ပြထားလဲလူသားဘယ်လိုဖော်ပြလဲလူသားဒါပေမဲ့သူဘယ်ကလာတဲ့လူသားလဲကောင်းကင်ဘုံကလာတဲ့ဘာဖြစ်လဲလူသားအာဒံကဆင်းသက်တဲ့လူသားတွေရှိလားဒီမှာထိုင်တဲ့သူတွေအားလို့ဆရာပေါ့အာဒံကဆင်းသက်တဲ့ဘာဖြစ်လဲလူသားဘယ်မှာလမ်းဆုံးလဲသေခြင်းအာဒံကဆင်းသက်တဲ့လူသားအလုံးကဘယ်မှာလမ်းဆုံးလဲသေခြင်းရှင်းတယ်နော်ဒါပေမဲ့ယေရှုကသူ့သူဘယ်လိုဖော်ပြလဲလူသားဘယ်ကဆင်းသက်တဲ့လူသားလဲအာဒံကဆင်းသက်တာလားကောင်းကင်ကဆင်းသက်တာလားကောင်းကင်ကဆင်းသက်တယ်ဘာဖြစ်လဲလူသားကဲမင်းမေးမယ်ပြကြည့်အောင်ကျွန်တော်အိမ်မှာဘာရှိလဲသိလားဆရာအိမ်မှာဘာရှိလဲမလို့သိလားဆရာအခန်းထဲမှာဘာရှိလဲမလို့သိလားဆရာဗီဒီယိုထဲမှာဘာရှိလဲမလို့သိလားဘာဖြစ်လို့မသိလဲရှင်းတယ်မင်းတို့ဆရာအိမ်တယောက်ပါမရောက်ဘူးမင်းတို့အားလုံးဆရာအခန်းထဲကိုဘာဖြစ်လဲမဝင်ဘူးမင်းတို့အားလုံးဆရာဗီဒီယိုဖွင့်ကြည့်တဲ့သူမရှိဘူးဒါမင်းတို့သိလားမသိသိလားတရားဖြစ်လို့သိရဆိုဆရာထပ်မေးတော့မှာမေးသိလားသမီးမသိနော်ဟုတ်ပြီကောင်းပြီဆရာအိမ်မှာဘာရှိတယ်ဆရာသိလားသိတယ်ဆရာအခန်းထဲမှာဘာရှိတယ်ဆိုဆရာသိလားသိတယ်ဆရာဗီဒီယိုမှာဘာရှိဆရာသိလားသိတယ်ထပ်မေးမယ်ဆရာဘယ်ကလာလဲဆရာအိမ်ကနေလာတယ်ဆရာအခန်းထဲကနေလာတာဒါဘာရှိလဲဆိုတော့တိတိကျကျအဖြစ်ဆရာပြောလို့ရလားရတယ်တော့ယေရှုကဘာပြောထားလဲကောင်းကင်ဘုံကလာတဲ့လူသားမှတပါအဘယ်သူမြကောင်းကင်ဘုံကိုတက်ပြီသူ့ကိုသူဘာသာလို့ဖော်ပြထားလဲအဲ့ဒီလူသားဆိုတာကယေရှုနဲ့တွဲလိုက်တဲ့ကောင်မှာလူသားယေရှုnothing ဘာမှမတတ်နိုင်ဘူးအခွန်ကြီးအကာကြီးမြို့တစ်မြို့မှာမြန်မာပြည်မြို့တစ်မြို့မှာဆရာရောက်တော့ဆရာတယောက်ကတနေရာမှာကျမ်းစာသွားတင်တော့အဲ့ဒီမာရီဝမ်ကနေပြီးတော့ကားထဲမှာတည်တဲ့အယောက်တင်တော့အဲ့ဒီနားထောင်တဲ့သူတယောက်တည်းက S နဲ့ကင်တုတ်တာ S နဲ့ကင်တုတ်တာယေရှုကိုမကြားချင်ဘူးလာမပြောနဲ့ဒါဆိုဘယ်ယေရှုသူကြားချင်လဲရှင်မြတ်ထမြောက်တဲ့ယေရှုကိုပြောပါမာရိကနေပြီးတော့ကားထဲမှာတည်ယေရှုမပြောနဲ့တဲ့ရှင်မြတ်ထမြောက်တဲ့ယေရှုပဲပါဖြစ်လဲပြောပါဘာသွားသင်တဲ့ဆရာတွေရှိလားဘလို့သင်သားလဲအကာကြီးအခွန်ကြီးနတ်သင်သွားသင်သားတော့နားထောင်တဲ့သူကကျမ်းစာဆိုတာဘာမှလည်းမသိရှင်းလို့မလားဆိုတော့သင်သားတဲ့ဆရာတွေအပေါ်မှာအခြေပြုပြီးတော့မှနောက်ထပ်သွားသင်တဲ့ဆရာကိုဘာပြောလဲအဲ့ဒီ S နဲ့သုံးပြီးတော့မှအဲ့ဒီယေရှုမကြားချင်ဘူးအဲ့ဒီအရာကိုကျွန်တော်မြို့တစ်မြို့မှာဘာဖြစ်လဲကြားခဲ့ရတော့ညီကိုတို့အထူးသဖြင့်သတိထားဖို့လိုတယ်နော်ယေရှုကိုယ်တိုင်ကသူဘယ်လိုဖော်ပြထားသလဲဆိုတဲ့အချက်တွေရှိလားရှိတယ်အထွေးခေါ်လားနှုတ်ကပတ်တော်လားနှုတ်ကပတ်တော်ဆရာပြောနေတာအထွေးခေါ်ပါလားမပါဘူး
ဒါကြောင့်မင်းတို့ကိုစင်းပြောမယ်အတွေးခေါ်ပြိုင်ရင်ဘယ်သူနိုင်လဲအတွေးခေါ်ပြိုင်မယ်ဆိုဘယ်သူနိုင်လဲအတွေးခေါ်သားတဲ့သူကဘာဖြစ်လဲနိုင်တယ်စကားရည်လူဘယ်သူနိုင်လဲစကားတတ်တဲ့သူကဘာဖြစ်လဲနိုင်တယ်ဒါမဲ့ကလေးအတွေးခေါ်လည်းပြိုင်စရာမလိုဘူးစကားလည်းလူစရာမလိုဘူးကျမ်းစာထဲမှာဖယားဘလို့ပေါ်ပြထားတယ်လေဆိုတဲ့ဖယားနှုတ်ကပတ်တော်စစ်ကိုဘာလို့ရမလဲခံယူဘယ်ဆရာတဲ့ပဲတွေ့ရှင်းရနော်သူနဲ့ကိုနဲ့အတွေးခေါ်မပြိုင်နဲ့သူနဲ့ကိုနဲ့စကားမလူနဲ့သူနဲ့ကိုနဲ့ကျမ်းစာမှာပေါ်ပြတာကိုလက်ခံလာမှလက်ခံတာပါပြီလေပြောကြည့်လိုက်ယေရှုနဲ့ခရစ်တော်တူသလားဆိုတော့မင်းကိုအေးမေးလိုက်မင်းကိုမေးနော်ယေရှုနဲ့ခရစ်တော်တူသလားဆိုတော့မင်းကိုပါပြီလေမေးကြည့်လိုက်မာယနောဩဝါဒဘလို့ဖြေလဲမတူဘူးသူတို့ကဘယ်လိုပြောလဲယေရှုအထဲမှာခရစ်တော်ရှိတယ်ယေရှုကဘာလဲလူခရစ်တော်ကဖယားတူလားမတူဘူးဆိုတဲ့ဥစ္စာဘာဖြစ်လဲဖြေမယ်ဒါဆိုမင်းတို့လက်ခံမလားသူပြန်မေးပေါ့ဆရာမတူတဲ့ကျမ်းပိုက်ကိုပြပါသူပြန်မေးမတူတဲ့ကျမ်းပိုက်ရှိရင်ကျွန်တော်ပြကျမ်းစာပါရင်ကျွန်တော်လက်ခံမယ်ကျမ်းစာထဲမှာပါရင်လက်ခံမလားလက်ခံယေရှုနဲ့ခရစ်တော်မတူဘူးလို့ဖော်ပြရင်လက်ခံဆရာလည်းလက်ခံတယ်ပြဒါပေမဲ့အခုဆရာတို့ပြလို့ရတယ်ယေရှုသည်ဘာဖြစ်တော်မူလဲယေရှုသည်ခရစ်တော်ဖြစ်တော်မူဆိုတဲ့ကျမ်းပိုက်တွေရှိလားအများကြီးရှိတယ်ပြလို့ရလားရတယ်ကဲနောက်တဲ့ကျမ်းပိုက်တွေပဲရှိအောင်တမန်တော်ဝတ္ထုအခန်းကြီး5အငယ်40နှစ်တမန်တော်ဝတ္ထုအခန်းကြီး9အငယ်40နှစ်ကိုဖတ်ကြည့်အောင်ယေရှုသည်ဘာဖြစ်လဲခရစ်တော်ယေရှုသည်ဘာလဲခရစ်တော်အဲ့ဒါဘာတရားလို့ခေါ်လဲဧဝံဂေလိတရားကဲပြမေးမယ်ဧဝံဂေလိတရားဆိုတာဘာလဲယေရှုသည်ခရစ်တော်ဖြစ်တော်မူ၏ယေရှုအထဲမှာခရစ်တော်ရှိတာလားယေရှုသည်ခရစ်တော်ဖြစ်တာလားအဲ့ဒါကိုဘာတရားလို့ခေါ်လဲဧဝံဂေလိတရားဒါဆိုယေရှုထဲမှာခရစ်တော်ရှိတယ်ဆိုရင်ဘာတရားလဲအခြားသောဧဝံဂေလိတရားဘာတရားလို့ခေါ်လဲဧဝံဂေလိတရားဂလာတိကိုကြည့်လိုက်ဂလာတိအခန်းကြီး1အရန်ရေးကြီးတယ်နော်ဆရာမတို့အခုကျမ်းကျုံးတွေနဲ့ပေးထားတာအကြောင်းရှိလို့နော်အရန်ရေးကြီးတယ်ကျမ်းကျုံးတွေနဲ့သိကြပေးထားတာဂလာတိဩဝါဒစာအခန်းကြီး1တွေ့လားအငယ်6ကနေ30ဖတ်ကြည့်အောင်အငယ်6ကနေ30ခြေဆုအားဖြင့်သင်တို့ကိုခေါ်တော်မူသောသူနှင့်ဤမြလောက်မြန်ခွာ၍သင်တို့သည်အခြားသောဧဝံဂေလိတရားကိုခံကြသောကြောင့်ငါသည်အံ့ဩခြင်းရှိ၏ထိုဧဝံဂေလိတရားသည်ဧဝံဂေလိတရားမဟုတ်သင်တို့ကိုနောက်ဆက်၍ခရစ်တော်၏ဧဝံဂေလိတရားကိုမောက်လံခြင်းသောသူအချို့ရှိကြ၏သို့တော်လည်းသင်တို့အားငါတို့ဟောပြောသောဧဝံဂေလိတရားမှတပါးအခြားသောဧဝံဂေလိတရားကိုငါတို့သည်ဟောပြောတော်၎င်းကောင်းကင်ဘုံမှလာသောကောင်းကင်တမန်ဟောပြောတော်၎င်းဟောပြောသောသူသည်ကျိန်တော်မူခြင်းကိုခံစေသည်တမန်တို့သင်တို့ခံယူပြီးသောဧဝံဂေလိတရားမှတပါးအခြားသောဧဝံဂေလိတရားကိုတစ်စုံတယောက်သောသူဟောပြောလေထိုသူသည်ကျိန်တော်မူခြင်းကိုခံစေဟုငါတို့ဆိုခဲ့ပြီးသည့်အတိုင်း
Yaku, Natayui, Sote, a Chamuga, Yakudwe, Nadi, Louis, a Ludo, like the law. Hayataki, a Ludo, like the law. Ludo Sego, Nuno Sejinga, Sha Chandalo. Ludo Sego, Nuno Sejinga, Sha Chandele, Critoi, Sekan Chomhobi. Ewo Galidi Azrashila, a chado, Ewo Galidra Adi a chado, Ewo Galigo, a Tamano Polico, Nabe Ho, Counginga Lade, Coungi Tamame Ho, Bakamle, a chain Kango, Kayame, Gladi Dema, Tija Babile, Obia. Tayo Yeshu di Baptito Muile, Crito Pito Muisra Badiale, Ewo Galidea. Yeshu a tema Crito Shida Soye, a chado Ewo Galidea. Jansa Yasu, Lakamala, Lamakane. Lauta Januli Tachia, Tamano Wudu Kanji, such it. Again, the Senate. Tamano Wudu Kaishe, again, the Senate. Tula, Capagio. Mingly Wepa, Yajali Mabane, Mingly Wepa. Muda Pagio. Besia Blue Pio Shinano Besa Utama Blue Yi Tamano Rea Bau Digatale Pasale Pasale Chansa Besia Iblu Yitalis Sao Besia Iblu Boris Yao Diga Matao Amen Yeshu di Baptito Muile Crito Pito Mujao Banepiale Chansa Api Tinshaswa Piawi Yuda Ludus Gao Archizo Abile Amen Daudivashe do Yauta Teacher the Piatabu Yichi Now so Chanabaigo Chalo Alupabie Katakana Babile Chalo Naya No Kananam Now so Chamai Kaladi Ninase Now so Chamai Now song Chambai Galati Ne Nase Capagio Galadi ne nase that down Sakrapim, no? Galadi ne nase. Pachila ye. Eri Galadi ne nase abadu pure gale. Polu Goren pure, no? Polu abdule. Tamano Yama Piaco and Cantare to Piete. A three thane time mido to go Canada moho. To go and Jorada, but do not silent. Payago and two, you got me Babile, Tamano, Yago, Cantare. A good 2 pures go not on July. Nadi, Cretone, do the Wagadema, as they can be, Dodole, Tashin the Todosodo. Nadi, Kodai, Meshe, Crito di Nadi, Kodai, Meshe. Nadi,
ကိုယ်တိုင်မရှင်ဘသူရှင်လဲသူကိုယ်တိုင်ဝင်ခံရတယ်ခရစ်တော်သည်ငါ၌ရှင်တယ်ခရစ်တော်ဒီဘယ်၌လဲငါ၌ရှင်တယ်အတိတ်ဘယ်ကငါအထဲကခရစ်တော်နဲ့ငါရှင်တယ်လို့ခေါ်တာငါအထဲမှာဘာသူရှိလဲပေါလုပြောတယ်ငါအထဲမှာဘာသူရှိလဲအားလုံးဖြင့်ပေါလုပြောတယ်ငါအထဲမှာဘာသူရှိလဲအဲ့ဒီငါအထဲကခရစ်တော်နဲ့ငါရှင်တယ်လို့သူပြောတယ်ကဲသိရဖြစ်ယေရှုပြောလားယေရှုပြောလားယေရှုဘာပြောလဲယေရှုဘာပြောလဲပေါလုဘာပြောလဲငါသည်ကိုယ်တိုင်မရှင်ခရစ်တော်သည်ငါ၌ရှင်၏အာမင်တကယ်မာယူသောဩဝါဒရှိလားရှိတယ်